ဟုတ်ပြီဒီပုံစံလေးရပြီဆိုကျွန်တော်တို့ဘယ်ပိုင်းလေးဆွဲမလဲဆိုရင်အခုကတော့ဒါပြီးပြီလို့ပြောလို့ရတယ်เนาะကျွန်တော်တို့အကုန်လုံးဆွဲပြီးသွားပြီဒီနောက်မှာလေကားဒီဝင်ဖို့လေကားပေါက်လေးပါလေးတွေပဲလုပ်ရုံပဲเนาะဆက်လက်ခင်းမယ်เนาะလေကားဒီလေကခွင်ကတော့ကျွန်တော်မဆွဲမပြတော့ဘူးเนาะဒါတော့ကိုယ့်အကူပဲဆွဲလိုက်ကြတော့natural ground level သွားမယ်floor duplicate နှစ်ပေထားမယ်နော်သူကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဟိုကနှစ်ပေအမြင့်ရှိတော့နော်ဟုတ်ပါဘူး train stand ဘာဖြစ်လဲ train stand လို့ hey man နော်လေမှန်ပြီစေကိုနေအဲ့တော့ဒီပုံစံလေးရမှာနော်။နောက်လေကားလေးထည့်ပေးလိုက်ပေါ့။လေကားလေးက component နဲ့ပဲထည့်လိုက်မယ်နော်။ model in place sec pick it plane ဘယ်လိုလေးတော့လေကားထည့်တာပြပေးမယ်ချက်ကြည့်။ dimension တိုင်းတာတော့ကိုယ့်အကူပဲဆွဲလိုက်နော်ကျွန်တော်ပုံထဲမှာဆိုတော့အပြင်ကလို့အကျော်အနည်းကို6လက်မပါညာလောက်လိုက်ရင်ကြည့်မလှမှာဆိုအရင်စိတ်ပိုင်းကြည့်မလောက်လေနော်ဒီလိုလေးရမယ်ဒီဆိုဘုံလေးဆောင်မဲ့စိတ်ကူးနဲ့နေလေလုံးပဲနေကြိုးစားအာရင်အားပါခိုင်နော်ခြံစည်းရိုးလေးခတ်လိုက်မယ်နော်ခြံစည်းရိုးလေးခတ်ပြီးတော့ကျွန်တော်တို့ကဟိုလောက်လိုက်အောင်ပဲမြောင်းလင်းတော့အိမ်လေးဟာရာများတော်လေးရပါလေးပါနေနိုင်ပါအိမ်လေးကဒီဆောင်မီခြံဝင်းပေါ့နော်
ငါချန်စီကိုပါညာကာလိုက်မယ်နော်ပြီးမှမန်ချစ်ဝေါ်generation လက်မနဲ့အရှိယာနဲ့ချင်းနေပြေးပြီးချင်းground floor ဆိုရီကောင်းကို neutral ground level ပါမယ်ဟုတ်ပါစီလို့ပြန်မယ်နော်ရေမနိုင်ပါကွာကိုဘေးမှာအားရီပဲပါအချက်ကြီးကကျွန်တော်တို့ကနော်ဆန်စီကတော့ကိုစင်ပြဆွဲလိုက်တော့ကျွန်တော်ဘော်တရားဆွဲပြတာဆိုတော့ကမြေနာဘောချုံလာရေကခြေဖြည်းဖြည်းပဲတွေ့လာကိုကြိုက်တဲ့အားလေးပေးလိုက်မယ်ဘိုးဆိုရင်ဘာဆိုစင်းနေမှာအေးမှာအေးဘုတင်မှာဖိုင်အောင်လေးထားလိုက်မယ်ကောင်း array less နှစ်ခုလောက်ပွားလိုက်မယ်10ခုစအရင်စိတ်သွားနော်10ခုလောက်စနော်9ခုလောက်စနော်โอเคမေရာပွားလိုက်မယ်โอเคမပေါမေရာungroup နော်မေရာပွားလိုက်မယ်ဟုတ်ပါဘူးဟုတ်ပါဘူးဒီကောင်းလဲ copy ပွားလိုက်array နဲ့ပွားလိုက်နော် less
9ခုလောက်6ခုလောက် okay ဒါဆိုရင်ရရင်เนาะကျွန်တော်တို့ဒါကိုကျွန်တော်တို့က Lumion နဲ့ render ချလိုက်အောင်မယ်เนาะ okay ဒါဆိုရင်ဒါပြီးပါပြီကျွန်တော် Lumion ချတဲ့ခါမှာပဲပြန်တွေ့ကြမယ်เนาะ